မြူလင်းကိုအဲ့ရထားချိန်နှစ်ပြန်ကျော်လို့နေပါဖင်ထိုးနေပြီထားတော်မူသင့်ပါပြီရှင် ရတယ်ခုမှအိတ်တာလေဟောငါမင်း9မိနစ်လည်းမရဘူး10မိနစ်လည်းမရဘူးထားတော့Oh no မင်းကလေးဆိုတာမနေ့စောစောအိရထားတယ်နော်မမီတို့တော့ဆိုလို့ရှိရင်လေ လေးနိုင်ထားခက်ကလေးများမနှက်ဆိုမထညဆိုတော်တော်နဲ့မအိမ်နဲ့ကြီးမကြိုက်ပါဘူးဝေးဒါပဲမလားလို့တယ်လေရနေပါပြီလို့ ကြားနေလဲထားတော့ညနာတဲ့ ဟုတ် ဘလို့တချင်းမျိုးကြီးတွေနားထောင်နေရတယ်တချင်းနားထောင်မယ်ဆိုရင်လည်းတချင်းအေးချင်းချင်းလေးနားထောင်ပါလားလို့ မင်းကလည်းမင်းနဲ့မင်းနဲ့ဒီလောက်ခက်กว่าတာကြိုက်ချင်းပဲတူပါမလဲ အောင်လေးညီကလည်းကြီးကျယ်လိုက်တာလေမမေပြောတာတချင်းလေးကိုနဝင်ပြန်ရှိမဲ့တချင်းလေးရွှေပြီးနားထောင်ပါလားလို့မမေပြတယ်ဒီမှာဒီလိုတချင်းမျိုးလေးနားထောင်ပါလားပြော မင်းကလည်းမမဒီကြိုက်တဲ့ချင်းလေးနားထောင်ကြည့်လိုက် Let's go! မြူလင်းကိုမကြိုက်ဘူး no Oh no! လာတယ်လို့ချင်တယ်လို့ မြူလင်းကို ဟုတ် သမီးမင်းကလေးဆိုတာအိမ်မှုကိစ္စနိုင်ရတယ်ချက်ပြုတ်လျှော့ဖို့ပုံတော့ကျန်းတိုက်မိုက်ကောက်လှဲချစ်အလုံးလုံးပြောတာမောလိုက်တာတနေ့ကဖုန်းမဲ့ထိုင်သုံးနေတာပဲအဲ့ဒီဖုန်းကအသက်ရှိလို့ရတော့လေနားပြသေးအောင်လို့ပြောမှသိကြတယ် မေးရလေအင်္ဂုကိစ္စဆိုကိုယ်တိုင်လောက်ဆယ်ပါမလို့อ่ะကိုကြီးပြင်းပြင်းခေါ်ထားလို့လည်းရနေရတယ်ဟာပြီးတော့ခုခက်က AI ခက်မိပညာနဲ့အဆက်ပြလို့လုံးဝမရတော့အကြ မလို့ချင်းအခုချက်ချင်းဖုန်းချနော်ပြီးပါဒါဆို तू ကဟွာမြူလင်းကို ဟောမေးနဲ့မရလေဘာမှအမြင်မဘူးမေ ဟာသမီးဘာဖြစ်လို့လဲ me period time သိနေလေချွတ်အမျိုးသမီးလာစဉ်တော့စင်ကာပူနိုင်ငံမှာရှိတဲ့လက်ခွဲခန့်နေပြီးတော့ PUD certificate ရရှိထားပြီးတော့18နာရီကြာဘက်တီးရီးယားပေါက်ဖွားမှုကိုကာကွယ်ပေးနိုင်ကြောင်းအတည်ပြုချက်ရရှိထားတာမလို့ဒီနေ့အချက် me lecture ပဲကြိုက်တာမေသူကလေလုံးဝ premium quality အထောက်တိုင်းမှာမင်းတို့ကို pH level ဆက်လို့ရတဲ့ test kit လေးတွေပါတာမလို့လုံးဝရွေးချယ်သင့်ပါတယ်ဒီခါတော့ main နဲ့နည်းနဲ့ကြိုက်ချင်းပြပါတယ် share မှာ pad အပြင် family watch လေးပါရှိနေပြီနော် မိလေးကလည်းမင်းတို့ခဏကနေရထင်းနေတာစိတ်ပြရပေါ့ဂျယ်တိုင်းနဲ့ဖုန်းတိုက်လေဂျယ်တိုင်းမှာအစိမ်းလေးနဲ့ပန်းရောင်လေးဆိုပြီးနှစ်မျိုးထပ်ရှိသေးတာတိဥတိဖုလေးနဲ့ခြေခံဖော်ထုတ်ထားပြီးတော့ pH level 3.5 ဖြစ်လို့နေတိုင်းသုံးပြလို့ရတယ် ဒီကတော့ phone type လေးကြိုက်တယ်ညောက်ကလေးနဲ့ဟုတ်လို့
V area ကို care and treatment လုပ်ချင်တဲ့လူရဲ့အတွက် collagen, glitter, vitamin B3 နဲ့ vitamin C ပါလို့ရွေးချယ်တင်ပါတယ်။သူ့မှာလည်းပန်းရောင်နဲ့အစိမ်းရောင်ဆိုပြီးတော့2မျိုးရှိပါတယ် ပြည့်ရလေဒါကြောင့်မလို့မီလေးနဲ့မီအတွက်ဒီမှာတစ်ခါလေးဝယ်ခဲ့ပြီ ။ဝေါတော့မမီရတဲ့ဟုတ်ပါလား တစ်ခါလေးသုံးကြည့်ရှူမှရှူရဖြစ်သွားမယ်အမျိုးသမီးတိုင်းရွေးချယ်တင်တဲ့ကျန်းမာရေးအဖို့မရှူရ